တနာတော်မှာပြောထားတာတွေကအပေါင်းဖော်နဲ့နေတာတွေကိုမြတ်စွာဘုရားရှုံချတယ်။လူကြားသူကြားပျော်တဲ့ကိစ္စတွေပျော်တဲ့စိတ်တွေကိုမြတ်စွာဘုရားရှုံချတယ်။အဲ့ဒါတွေဟာသူတော်ကောင်းတရားကိုသိဖို့အတွက်အနှောင့်အယှက်တွေပဲ။မြတ်စွာဘုရားကတော့ဘလို့ပဲနေသေးချင်တာတော့သိပါတယ်ဒီအကြောင်းအရာဘလို့ပဲနေတယ်။တယောက်တည်းပဲနေသေးချင်တာနော်မြတ်စွာဘုရားဟုတ်လား။အပေါင်းဖော်နဲ့မွေးလျော်တာတွေမကြိုက်ဘူးအပေါင်းအသင်းတွေနဲ့ပျော်တာတွေကိုမကြိုက်ဘူး။တယောက်တည်းနေသေးချင်တာတစိမ့်ထဲထားသေးချင်တာမြတ်စွာဘုရားရဲ့ဆန္ဒနော်ဒေသနာတစ်ခုမှာဘယ်လောက်ထိတောင်ဟောတာတော့ဆိုလို့ရှိရင်ပဋိတန်လီနောဘိက္ခွေဘိက္ခုယထာဘုဒ္ဓံဇာနာတိတဲ့တယောက်တည်းကိန်းအောင်နေတဲ့လူဟာအမှန်တရားကိုသိနိုင်တယ်လို့အဲ့လိုတောင်ဟောတယ်တခါကြီးတွေသိချမှတ်နော်တယောက်တည်းကိန်းအောင်တဲ့လူဟာဘာတဲ့တော့အမှန်တရားကိုသိနိုင်တယ်တဲ့တယောက်တည်းအနေများလို့ရှိရင်အမှန်တရားကိုသိနိုင်တယ်ဟိုအကြောင်းထောက်ပံ့အကြီးအကျယ်ဖြစ်စေနိုင်တယ်နော်ဣဒံဒုက္ခတိယထာဘုဒ္ဓံဇာနာတိတဲ့ဒီခန္ဓာကိုယ်ကြီးကဆင်းရဲမျှပဲလို့သိသွားနိုင်နေတဲ့ယံဒုက္ခသမုဒယောတိယထာဘုဒ္ဓံဇာနာတိတဲ့ဟောဒီလိုချင်မဲ့မောတဲ့လောဘဟာဒုက္ခဖြစ်ခြင်းရဲ့အကြောင်းရဲ့လက်သေးတရားခံပဲလို့အမှန်တရားကိုသိသွားနိုင်တယ်တဲ့လောဘချုပ်ငြိမ်းခြင်းဒီဒုက္ခချုပ်ငြိမ်းခြင်းပဲလို့အမှန်တရားကိုသိသွားနိုင်တယ်နော်မမြဲတာကိုမမြဲမှန်းသိတဲ့တမ္မာဒိဋ္ဌိအမြင်မှန်ကောင်းဆောင်တဲ့မဂ္ဂင်၈ပါးသည်ဒုက္ခငြိမ်းရာသို့ဆက်ရောက်စေတဲ့တခုတည်းသောလမ်းကြောင်းပဲလို့အမှန်တရားကိုသိသွားနိုင်တယ်သစ္စာလေးပါးကိုပြောတာနော်တယောက်တည်းနေခြင်းအပြင်သစ္စာလေးပါးအမှန်တရားကိုတော့သိသွားနိုင်တယ်လို့ခေါ်တာဟုတ်လားအဲ့တော့ဘုံဘုံတို့ကအစဉ်ပြေအောင်ဘလို့နေမလို့အခုလူတိုင်းပြောပါတယ်ပြောနေကြတာဗါတဲ့တော့လူချင်းဝေးပါနှလုံးသားချင်းနီးပါတယ်ဟုတ်လားလူချင်းတော့နီးလို့သိပြီးတော့အစဉ်မပြေဘူးဒီအခြေအနေရဟုတ်လားဒါပေမဲ့မေတ္တာတရားနဲ့အကျိုးဆောင်လို့မှုတွေနဲ့နှလုံးသားချင်းတော့ဘာလို့ဖို့လို့တော့နီးဖို့လို့တယ်ဟုတ်လား